ကလေးလေးငိုနေရဲဆိုလို့ရှိရင်ဘယ်လိုငိုနေတာလဲဆိုတာကြည့်မယ်အဲ့တော့ကလေးတွေကတော့ငိုကြတယ်ဒါပေမဲ့သူတို့ရဲ့ငိုအမြင့်ဆုံးချိန်က6လအထိပါအမြင့်ဆုံးအချိန်ပဲအဲ့ဒီအချိန်မှာကလေးတွေကငိုတယ်ညနေပိုင်းဆိုငိုတယ်အဲ့လိုမျိုးတွေရှိတယ်ဒါတော့မငိုခင်အချိန်မှာဘာဖြစ်ခဲ့လဲဆိုတာပြန်ကြည့်တချို့ကကြတော့နှုတ်လေးကိုစလို့ငိုနေတာအဲ့ဒါကိုချိန်မှာကိုနှုတ်မတိုက်မိရင်သူ့ရဲ့ငိုကြောကရှည်သွားတယ်2 နာရီဇက်တိုက်ကြီးမညံ့မနာငိုလို့ပေါ့နော်အဲ့ဒါကြောင့်လို့ဆရာမခုနပြောတယ်ငိုတာတွေ့ရင်စကကလေးက view site ပြီးတော့သူ့ကို recognize လုပ်တိမှတ်ပြီးအဲ့ဒါလေး view site ပြီးနော်အဲ့ဒါဆိုလို့ရှိရင်ငိုကြောမရှိတော့ဘူးပေါ့အဲ့ပြောလေးစိတ်ကြီးရဲ့ခါညာဆိုတာအဲ့ဒါကိုပြောတာပါနော်နောက်ဆရာမတို့အနည်းတွေအချက်ထက်ထုတ်ထားတယ်အေးနေတာလားပူနေတာလားသူတို့သေးခံဆိုနေတာလားသူတို့သူ့ရဲ့ကြိုးလေးတွေတချို့ဆိုအနှီးလေးတွေကလေးကိုအလုံးလေးတွေမလုံထားတော့လေအနှီးကြိုးလေးတွေတွားပြီးရင့်နေရမျိုးတွေရှိတတ်တယ်အဲ့ဒါမျိုးတွေဖြစ်နေရလားဆိုတော့ရှားမယ်နောက်ပြီးတော့ကလေးတယောက်ကိုဆရာမတို့ကနိုးတိုက်ပြီးတော့တိတ်သွားတယ်ဘာလဲဆိုဂရင်းမော်မှာတင်လိုက်ပြီပေါ့နော်ဆိုလို့ရှိရင်ကလေးကို safe ဖြစ်တဲ့အနေအထားမှာထားပြီးမှစိတ်ချတဲ့အနေအထားမှာထားပြီးမှကလေးကြီးကနေဘေးနားနေခွာဖို့ကိုဆရာမသတိပေးခြင်းတယ်အဲ့ဒါတော့ကဲခင်ပါအားလုံးနဲ့ဆိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ကလေးလေးနေကောင်းနေတယ်ပေါ့နော်ဆရာမတို့ပြုစုထားတယ်အဲ့တော့ကလေးကငိုနေတယ်ဆိုလို့ရှိရင်သူကဘာလို့ချင်တာလဲဆိုတာရှိတယ်အဲ့ဒီအချိန်မှာဆိုကလေးလေးကိုသူ့ကိုဒီလိုလေးခြိတယ်ဆိုလို့ရှိရင်လက်ကလေးတွေခွေးထားမယ်သားလေးတွေထိထားမယ်ဒီလက်ကလေးနဲ့မျက်နှာလေးတွေထိထားပြီးတော့နှစ်သိမ့်မှုရသွားတယ်နောက်ကောင်းကောင်းနားသွားပြီသူကောင်းသွားပြီဆိုရင်လည်းအဲ့ဘေးဘက်ဝေးခြင်းမှာ safety ဖြစ်ရလားဆိုတာအမြဲတမ်းကြည့်ပြီးမှကလေးတယောက်ကိုထားပါပေါ့နော်အဲ့ဒါလေးတစ်ခုဥမာဆိုတော့ safe မဖြစ်တဲ့နေရာမှာဥမာပြင်အောက်ကနေပြီးတော့ခေါင်းအုံးတွေပျော့နေတာတို့နောက်ကတင်လေးတွေပျော့နေတာတို့အဲ့ဒါကြီးကိုတယောက်ထဲထားခဲ့မိတာဖြစ်လားဘေးနားမှာဖြစ်အဆင်ပြေရလားဆိုတာ safe ဖြစ်တယ်နောက်ပြီးတော့အနှီးတွေထုတ်ထားပြီးတော့ထားခဲ့တယ်အခန်း temperature မှာ aircon တွေကမပွင့်မနဲ့ပိတ်နေတယ်အဲ့လိုမျိုးတွေရှိလားဆိုတာကိုဒီစာစစ်ဆေးပြီးတော့မှကလေးတယောက်ပဲကိုထားရမယ်အဲ့ဒီလေးကလေးကိုလည်းလေနော်